Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ရဲ့ပတ်တူလေးပဲဖြစ်ပါတယ်ပတ်တူလေးကိုစကားတွေအချိန်ပြောတော့ပါဦးစလိုက်ကြရအောင်ကိုဆိုရင်ကျွန်တော်ကဒီပါဘောနော်ဒီပတ်လေးရခဲ့တယ်ဗျဒီပတ်လေးကိုနော်150 KB ပဲအဲ့ဒါရတော့ကျွန်တော်ဖုန်းလာပြီးတော့မှာဆိုလိုက်တော့ကျွန်တော်ဒီဥစ္စာလေးနည်းနည်းတော့ပြန်ကြည့်အောင်နော်ဒီအောင်မလို့နော်ဟုတ်တယ်နော်โอ้အောင်လေကျွန်တော်ဒီတော့လာလာအဲ့ဒါမှန်းလို့ဒီကိစ္စမှန်းလို့နော်အဲ့ဒါမှန်းလို့ကျွန်တော်number 20k တခုတော့ပေါ့တော့မင်းတို့စကားလေးပေါ့ပြန်ဟာမပေါ့တော့ဤပေပေါတယ်ဗောနော်ဤပေပေါရတယ်ဤပေထွင်ရတာအားမရဘူးဗောနော်ဒီဥစ္စာလေးတွေလိုက်ကောက်ပြီးတော့အဲ့ဆိုပုံမြန်ပါကောက်လိုက်ပါမယ်ဆိုကိုကောက်မယ်ဟိုကွင်းထဲတော့ပုံများတယ်ဗောနော်ဒီကွင်းထဲပဲလိုက်ကောက်လို့ပေါ့နင်ချာတော့မရသေးဘူးကြာကျွန်တော်5 minute နေရအောင်အဲ့ဆိုကျွန်တော်အဲ့ဒါကောက်လို့ရတယ်တော့တော့မလီရင်ပြတေးသေးလေးမှလည်းဒါဒီနော်မလီရောပါတယ်ဗောနော်ကျွန်တော်ဒါလေးသုံးနေတယ်ဟောဒါမှသုံးတာတော့ကျွန်တော်လောက်ကြည့်မယ်နောက်တကြွသွားတော့မှလည်းသူကြီးနောက်ကျွန်တော်သွားသေးဘူးကြာ1 billion လောက်မှရမယ်လို့တော့ထင်တယ်အဲ့ဆိုကြာလေးဖွင့်လိုက်ပါမယ်ယူလို့မရဘူးနော်ယူမအားဘူးနော်တောက်ဆိုတဲ့သူတွေရှိလို့ကျွန်တော်ပတ်တူလေးတင်ပြရပဲဖြစ်ပါတယ်တောက်ဆိုတဲ့သူတွေရှိလို့ပေါ့နော်ကျွန်တော်အားကြောင့်ပတ်တူလေးတင်ပြရပါRabite 10အဲ့ဒါပေါ့ပါတယ်ဒါကျွန်တော်ပတ်သွားကြည့်လိုက်ပါဦးဒီနေ့1 million ခဏ1 million ထဲလားအဲ့ဒါဟုတ်ပြီ let's go သွားလိုက်အောင်မယ် let's go ဒါဒီစုမယ်1 million ဒီစုမှာတော့နော်ဟိုဒါဒီဥစ္စာကြော်ဖို့ဆိုဖြစ်နိုင်2 billion 3 billion လောက်ရမယ်ဆို let's go ဒီဥစ္စာလေးလုံးဝင်ရောထူလာကြားတယ်နော်မရဘူးနော်1 million ပြည့်ရင်ကျွန်တော်ဥဖောက်လိုက်မယ်ဗောနော်1 million ပြည့်ရင်ဥဖောက်ပါမယ်ယော1 million ပြည့်တော့မယ်တဲ့1.1 million ဗောနော်1.1 million span ခိုင်းနေတယ် span လိုက်ပါအောင်မယ်ကြောတော့ကြောအားကြီးဗောနော် revive ပဲပြတယ်အဲ့ဒါခဏလေးရက်လိုက်ပါဦး stop bro stop ခဏလေးauto fan လာမယ်မားလို့ရောဖောက်လိုက်မယ်ဒုတိယဟာလေးပေါက်သွားစပိုက်ဒါတဲ့ရွှေရောင်စပိုက်ဒါပေါက်သွားပါပြီဘယ်လောက်လဲဆိုတော့800k တော့တော်များတယ်ဗောဒါဆိုအများကြီး train နိုင်မယ်5 minute တောင်ပြည့်တော့ပဲဗျဒီမှာနောက်ထပ်10 minute ဒီမှာ30 second ကျန်တော့တယ်ဒီကောင်နဲ့ကျွန်တော်နဲ့ကတူတယ်လို့လားလို့တူတယ်တူလေး train မယ် let's go ယောတူ train နေပါတော့သူပက်ကနော်ကျွန်တော်ထက်ကောင်းတဲ့ဖက်တွေပါလားမသိပါကျွန်တော်ဒီဘက်ဘူးပေါက်ပါတယ်ဘယ်တော့ရပါလဲကျွန်တော်မသိဘူးဒီနာပေါက်တာလားစပန်နဲ့ပေါက်တာလားမသိပါမဟုတ်ဗျအဲ့ဆိုဒီထဲလည်းမဟုတ်ပါဘူးဘယ်ထဲမှာပေါက်တာမဟုတ်ပြီးတာနဲ့တူရဲပေါ့နော်ပြီးတာလည်းမဟုတ်ဘူးကျွန်ဘယ်ရပါလဲမသိပါဒီမှာဟိုကျွန်တော်ရတာဒါမရသေးဘူး
350 million ဆိုရပြီ350 million ခဏလေးပါဗျခဏလေးပဲပေါ့နော်35 million လည်းခဏလေးပဲပါ train တော့ train နေရတယ်ရတော့မရသေးဘူးပေါ့နော်နော်1 billion လို့တော့ပြထားပါတယ်350 million ကြည့်တော့ပဲဖြည့်တော့ဖြည့်သွားပြီဟာဖြည့်သွားပြီဒါဆိုကျုံတော့မယ်ရော့တစ်ချက်ပဲထူသွားရော့ဟိုးဆုံးပြီးတော့မရသေးဘူးဗျဆုံးလေးရဖို့ဆိုဘယ်လောက်ဗီဒီယိုဒီရားတွေအောင်ချစ်တယ်ဘယ်လောက်ဘီလီယံဆိုရမှာလဲတော့မသိဘူး1 billion နဲ့ဘယ်လောက်ကျွန်မ100ခိနေတယ်ယော1 billion ဆိုပြန်ကျုံးပါမယ်ဒါ train ပုံရတယ်ဗောနော်ဒါတာလေးကိုရအောင်ဆိုတော့ဒီမှာအနီအောင်လေးကောက်မယ်ကျွန်တော်ကောက်လိုက်အားကြီးကောက်ရသည်ကောက်မရောလာပါပြီ4 million နဲ့တကယ်တည်းဆို2 million ဒါကောက်တော့ပုံမြန်တာဗောဗျာကျွန်တော်ရဘိုက်ကတော့2ရှိပြီဗောတော့ရဘိုက်ဒါလေးတွေကောက်လိုက်ပါဦးမယ်ဒီမှာယူလို့ရတဲ့ทีမျိုးကျွန်တော်သွားတယ်ယူလို့မရဘူးဗောနော်450တော့ပေါက်ကြည့်အောင်စပိုက်တာဒုတိယဟာပေါက်ရှင်ပေါက်တယ်သူမဟုတ်ပထမကြီးဗျပထမတော့150 ခီလိုမိုက်တော့ရဲ့ဗျအဲ့ဆိုကျွန်တော်တို့သွား train ရော train ဒီကိုတော့ဒီရောကားတွေတော့ထုတ်ခွင့်ရအောင် let's go ကျွန်တော်လည်းကျွန်တော်လုပ်ဖို့ let's go အော်တူမျိုးတော့ပါကျွန်တော်လည်းကျွန်တော်နေလို့ပဲဒါလေးတွေလိုက်ကောက်မယ်ဗောနော်အပြရောင်တွေရောအနီရောင်တွေရောဘာရောင်တွေရောအကုန်လုံးကောက်မှာပါဒီကဘာလို့မသိကျွန်တော်ရတာတဲ့ပက်ကြီးကျွန်တော်လည်းပက်လေးတွေမဒီ1 billion ပြည့်တော့မယ်ကျွန်တော်ရဲ့ဘလာဗောနော်